is what you အခု need to ဒီဒီတော့က လက်ဒက်မှာ high altitude trekking တော့မှာပေါ့နော်အစကဒီကလေးမှာပဲ လေးမှာပဲ local lifestyle နဲ့ homestay လေးနေမယ်ပေါ့နော် homestay လေးနေမယ်ဆိုတဲ့ဟာကိုဒီရဲ့အကိုတွေကစီစဉ်ပေးတယ် homestay ဘာမှလဲဆိုတော့ဒီတို့ hiking နဲ့ trekking တွေတွားပြီးတော့မှ high altitude trekking တွားပြီးတော့မှနေရမယ် homestay ကိုတို့က surprise စီစဉ်ပေးတယ်ပေါ့နော်အဲ့တော့အခုညင်းလို့လည်းမရတော့ဆိုတော့တွားရတော့မယ် Yes. Okay. Thank you for your plan. အခုတကယ်တော့ရမှာပေါ့နော်အခုသွားမဲ့ track ကလက်ထက်မှာဆိုရင်နာမည်အကြီးဆုံး track တင်မှာပါတယ်အစကတော့small trekking လောက်ပဲဒီ easy trekking လောက်ပဲသွားမလို့ပေါ့နော်ဒါပေမဲ့သူတို့ကသွားမဲ့သွားတော့တဲ့ညီတို့သွားနိုင်တာပဲဒီမှာနာမည်အကြီးဆုံးနဲ့အမြင့်ဆုံး trekking ကိုတွားပေါ့နော်ဆိုတော့အခုလောလောဆယ်စကားပြောရတဲ့နေအရင်မောနေပြီဒီလိုနေပေါ်မှာတောင်တက်တယ်ပါညာဆိုတာကအဲ့လောက်ကြီးမပင်ပန်းလို့ခံစားရတယ်အခုဒီမှာကျတော့လေလေးမာဟိုကတီတို့ကဒီ high altitude နဲ့အသားကျဖို့အရင်ခတ်တော့ဒီတို့ဒီမှာနေရဆို10ရက်ရှိပြီဒါတော့အခုချိန်ကြီးစကားပြောတယ်လှုပ်လှုပ်ရှားရှားအရင်နေအရင်မောတယ်ပေါ့နော်ဒါပေမဲ့အခု trekking သွားရမယ်ဆိုတော့အရင်အာချောင်မိတယ်လို့များဖြစ်သွားလားမသိဘူးနော်ဆိုတော့စားကြမောနေ today we are going to ဘယ်ဟာလဲမသိဘူးMarca trekking ကိုတော့ပါမယ်မနေ့ကကြာရင်တော့ high pass ကိုတက်မယ်အမြင့်ပေက9200 မီတာ9300 မီတာလောက်ရှိမှထင်တယ် 5,300 meter right 5,100 it's like how many feet 5,000 is 16,900 really 6,500 it's around 16,500 feet for no manavia is it base camp or pass high pass or base camp I hope to see နာပါမယ်တက်ပါမယ် yes pizza pizza trucker ပါ အခုဒီကနေပြီးတော့အခုဒီလမ်းအတိုင်းကိုရှောက်သွားမယ်ပေါ့နော်ဒါကားနောက်ဆုံးရောက်တဲ့နေရာပြီးတော့ဒီလမ်းအတိုင်းကိုရှောက်သွားမယ်ပေါ့နော် Okayရန်တော့ရင်ခုန်နေတယ်ဘာလို့ဆိုတော့ဒီတိုင်းတော့မောတော့လေ Okay အခုဒီနေရာကနေစပြီးတော့လမ်းရှောက်အောင်မယ်ပေါ့နော်ဒီ trekking နေမသွားတာအရင်ကြာပြီပေါ့နော်အခုကဘာပြင်ဆင်မှုမှလည်းမရှိဘူးဒီတိုင်းပဲရုပ်တရက်ကြီးဒီမနေ့မိုးလင်းတော့ထွက်လာကြတာပေါ့နော်ပုံမှန်ဆိုရင်မနက်9 နာရီကနေစပြီးတော့ trekking သွားတယ်အခုဒီရောက်တဲ့ချိန်မှာ2 နာရီထိုးနေပြီပေါ့နော်လုံးဝပြင်ဆင်မှုမရှိဘဲနဲ့လာတာဆိုတော့အခု2 နာရီထိုးနေပြီနည်းနည်းတော့မောတယ်ဘာမှမလျှောက်သေးတာတော့မောတယ်From your elbow. Can you feel? မြင်နေရတာကလုံးဝရုံပေါ့ဟိုမှာ upper room ပုံစံလေးရှိတယ် Is it right? Yeah, right. ဒီမှာအဓိကတော့ snow leopard ဆောင်းလင်းမှာ snow leopard လာကြည့်ကြတာပေါ့နော်ဒီဆောင်းလင်းဆိုလို့ရှိရင်ဒီနေရာတစ်ခုလုံးကရေခဲပြင်ဖြစ်သွားပြီးတော့ဒီမှာဗီလာမှာလာနေပြီးတော့တက်တက်တွေပေါ်ဆင်းလာတာကိုစောင့်ကြည့်ကြတယ်။ဒီနေ့တော့မောတယ်
but it's okay. One. What? One day. Oh, die is One die. brother. One die. Die. Didi don't Call Nippon. you my sister. Didi don't Nippon. Nippon ဘယ်လောက်ထိရေစက်ပါလဲဆိုတော့ he came from Nepal. သူက Nepali guy ပါနော်။သူကဒီမှာတောင်တက်ဖို့အတွက်ဒီမှာလာပြီးတော့ဒီ Nepal season မဟုတ်တဲ့အချိန်မှာသူလာပြီးတော့လောက်တာပေါ့နော်။အော်ရှလာလိုက်တာရှိတယ် So beautiful. Oh. Aku Eurosay ဆိုတဲ့နေရာကိုရောက်တယ်ပေါ့နော်ဒီဟာကတောထဲမှာရှိတယ်တောင်ကြားထဲမှာရှိတယ်တခုတည်းသော homestay look like a monastery ဒီမှာလုံးဝသူကဘုန်းကြီးကျောင်းလိုပဲဒီထဲမှာဒီမာကာထရက်ကိုလာတဲ့များလူတွေကတော့ဒီမှာပဲနေရတယ်အဲ့တော့တကယ် season နေဆိုရင်ဒီလိုချိန်တွေပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီအိမ်လုံးကအပြည့်ပဲနည်းနည်းတော့တမျိုးလေးပါခုတဲမဲနေရာကိုရောက်ပါပြီThe homestay is look like oh my god where is that Oh my god. Nous, il nous a dit les toilettes, mais il nous a pas dit. ဒီနေရာလေကိုရီးမြန်မာနယ်ပြည်မှာရှိတဲ့ဖုန်းကြီးကျောင်းကိုလာတက်ရတယ်လို့ပဲအပေါ်အပြင်သစ်တွေအများကြီးပဲဒီကအိုးလောကတော်ထဲမှာရှိတဲ့ဖုန်းကြီးကျောင်းကိုလာပြီးတော့တက်ရတယ်လို့ပဲပေါ်မှာပြင်သစ်တွေအများကြီးပဲမြန်မာကတော့ဒီတော့ first time ပဲတဲ့ဆိုတော့ပေါ်ပြင်သစ်တွေအများကြီးပဲဆိုတော့ညကြရင်စကားလက်ဆောင်ဖွဲ့ရသေးတာပေါ့ Hi, my name is Tiri. Now I'm in Eurosay homestay. This is on the way to the Maka trek. Aku coffee တောက်ဖို့အတွက် coffee တောက်ဖို့အောက်ဆင်းလာအောင်မအောက်ဆင်းဖို့လှီကားကြောက်စရာကြီး။အော်လုံးဝ local homestay ပဲဒီလား It's like a very local. Okay. We're going for Please, have sit here. Oh, okay. Please have sit. Yeah. Cool. Da. It's like a welcome coffee, welcome welcome drink. Okay. It look like a monastery. Yeah, monastery. We have to see that everything is dry now. Yeah. That's my things. Yeah, winter season they will make. ဒီနေရာရမ်းမိုက်တယ်။အမှန်ကြည့်ကြည့်မီးဖိုတာဒီလိုဆိုတော့ခုဒီညဒီနောက်ကအခန်းထဲမှာနေမယ်ပေါ့နော်ဒီ Eurosay ဆိုတဲ့အိမ်ပေါ့နော်ဒီအိမ်ကဒီတောင်ကြားထဲမှာတစ်လုံးပဲရှိတယ်အဲ့တစ်လုံးကဒီမာခါ
marker tracking သွားမဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့ဒီအိမ်ကနိဗ္ဗာန်ပဲဟယ်လိုခုဒီအခုရောက်နေတဲ့နေရာကအိန္ဒိယနိုင်ငံလက်ဒက်ပြည်နယ်မှာရှိတဲ့marker tracking ဆိုတဲ့နေရာလေးပေါ့နော်ဒီ marker tracking ကကြတော့သူ့မှာ high pass ဖြတ်ဖို့အတွက်တစ်ခုဖြတ်မလားနှစ်ခုဖြတ်မလားသုံးခုဖြတ်မလားကိုရတဲ့အချိန်ပေါ်မူတည်ပြီးတော့ high pass တွေဖြတ်ပြီးတော့ tracking သွားလို့ရတယ် this is one of the most famous track in Ladakh ပေါ့နော်ဆိုတော့အခုဒီရောက်နေတဲ့နေရာက Eurosail လို့ခေါ်တယ်ဒီဟာက it's like ဖုန်းကြောင်းလိုပဲကွာဒီလားဒါပေမဲ့ဖုန်းကြောင်းမဟုတ်ဘူးဒီအိမ်ပိုင်ရှင်ကပတ်စံတော်ရတယ်ဒီ marker drop သွားတဲ့လမ်းမှာပထမနေ့ဆိုလို့ရှိရင်ဒီအိမ်ပဲရှိတယ်ဒီအိမ်မှာမဖြစ်မနေအိပ်ရတယ်ပေါ့နော်အဲ့တော့အခုဒီ season ကတောင်တက်တဲ့ season ဆိုတော့အရန်လူပြည့်တယ်ဒီမှာပေါ့နော်wifi လည်းမရဘူး internet လည်းမရဘူး data လည်းမရဘူးဘာဆိုဘာမှမရဘူးဒီနေရာမှာအဲ့တော့သမင်းစားမယ်ဆိုရင်တော့မှဒီကတက်လွတ်သမင်းဟင်းပေါ့နော်နောက်မှမြင်နေရတဲ့ဟာတော့ဒါဒီတို့ဒီ home stay ရှိရပါတော့ home stay ဆိုလဲလုံးဝ local home stay ပေါ့နော်အဲ့တော့ဒီနေရာကိုဘယ်သူတွေအများဆုံးလာကြလဲဆိုတော့ Europe ဘက်ကလူတွေအများဆုံးလာကြတယ်အခုဒီတို့ဘေးခန်းမှာဆိုလို့ရှိရင်ပြင်သစ်ကရှိတယ်ဟိုဘက်မှာဆိုရင် Italy Germany Switzerland ဆိုတော့ဒီအိမ်တစ်အိမ်လုံးမှာ Europe ဘက်ကလူတွေပဲသူတို့ပြောတာတော့မြန်မာတစ်ခါမှမလာဘူးပေါ့နော်တကယ်လို့ရှေ့မှာမြန်မာတွေတော့ဖူးရလူရှိရင်လဲတကယ်လို့မှားပါသွားရင်လဲခွင့်လို့ပါလို့ဆိုတော့ဒီနေရာကိုမြန်မာတွေမလာဘူးတဲ့သူတို့ဒီအိမ်မှာတော့မြန်မာပထမဆုံးကိုတွေပဲပေါ့နော်ဒီ trekking ကကြတော့ high altitude trekking ဖြစ်တဲ့အတွက်တကယ်လို့လေကိုလာဒီ trekking ကိုလာမယ်ဆိုလို့ရှိရင်အနည်းဆုံးလေမှာ3-4ရက်တော့နေသင့်တယ်ပေါ့နော်အဲ့ဒါပြီးတော့မှဒီ trekking ကိုလမ်းကအဆင်ပြေတယ်လမ်းကမဆိုးလမ်းကအရန်ကောင်းတယ်ဒါပေမဲ့ထိုင်နေအောင်မောနေတဲ့နေရာဆိုတော့လေဒီလိုနေရာလာတာနည်းနည်းတော့မောတယ်ဒါပေမဲ့ဒီနေ့ကဒါ easy going ဆိုတော့မနေ့ဖြန်သွားမယ် high pass ကမီတာ9000ရှိတယ်မီတာ9000ကျော်ဆိုတော့ပေးပါမလို့လဲ15000လား16000လားမတွက်တော့အဲ့တော့မယ်ပေါ့နော်ခုဒီမှာဆိုရင်အများကြီးပဲယူရိုဘက်ကလူတွေကိုရီးယားယူရိုကိုသွားခြင်းနဲ့သူတို့ကတော့ဒီကိုလာပြီး trekking တွေရှောက်ကြတယ်ကဲခုခဏနားလိုက်အောင်မတတဒါသူတို့အမဲလိုက်လို့ရထားတဲ့ခေါင်းကြီးစိတ်ထင်တာတောင်စိတ်ကြုံနေတူတယ်ဒါအောက်ထပ်မီးဖို့ကြောင်းညနာတော့တက်ပြီးပြီတုတ်ဆရာမရှိလို့အေးခံနေရတယ်ရမ်းလှတယ်ဒါပေမဲ့မောတယ်အေးတယ်အခု6နာရီကျော်နေပြီပေါ့နော်ဒီနေ့မျက်မှန်ကိုကြည့်ဟိုဟာလေနေအောင်ရှိသေးလို့မျက်မှန်ကြီးဟိုဟာလဲ UV မျက်နှာတပြပြီးဆိုတော့ skin care မှာဒီ skin care ပြမယ်နော် tracking ကိုယူလာတဲ့ skin care က that's all ဒါကိုမျက်နှာအရန်6အခုဒီမှာအရန်6တော့လေမလိမ့်လို့မရအောင်ဆိုဒါလေးယူလာပါတယ်ဒါတော့ tracking အတွက်ကိုskin care edition ပေါ့နော် that's all ဒါပဲ
ဒီကောင်ကအမတယောက်လက်ဆောင်ပေးခဲ့တာအရန်ကောင်းတယ်ဒါကတော့ပေါ်မှာမရှိမဖြစ် so ဒါလေးလိမ့်မီဒါလေးလိမ့်ဘာတွေထက်လာမှမသိတော့ဘူးဒါတွေကလေရေးတော့ပြီးတော့ပြီးခေါင်းဖြီးတွေမှန်နေမပါလို့လေဖလောရိုက်နေတခါတည်းတင်လိုက်တာပေါ့နော်โอเคပြီးရင်ညစာတော့စားမယ်ကို6နာရီ7မိနစ်6နာရီ7မိနစ်9နာရီဆိုရင် breakfast breakfast ဆောင်မြေညစာစားလို့ရပြီပေါ့နော်ညစာတော့စားမယ်ဟိုခဏနားလိုက်အောင်ပါခမင်းစားဖို့လာနိုးပြီးအိပ်ပျော်သွားတာ Okay, this helps you there. Payment difficile. Thank you. Cantare nelle case, delle famiglie e appunto là era meglio tenere il figlio a scuola o Vegetable. Aku ခုံခွဲပဲရှိသေးတယ်။ဒါပေမဲ့ we have nothing to do. ဘာလို့ဆိုတော့အင်တာနက်လည်းမရဘူး။ဘာမှလုပ်စရာမရှိဘူး။အေးရတယ်အေးရဲဆိုတော့အိတ်တော့မယ်။နောက်ပြန်9နာရီထားအောင်မယ်။ Bye bye. See you next episode 2.